ကဲဒီနေ့ကျွန်တော်ခုနေ့ကပြောခဲ့တာလေးပြီးတော့အခုပါပေါ့ဒီနေ့မချမဲ့ဖောင်းတော့ရေးတက်သွားပြီပေါ့နော်ပြီးရင်ကျွန်တော်တို့ဗာရေးရမယ်ဆိုလို့ရှိရင် Azure ကောသို့မဟုတ် Azure ကောရေးလိုက်ရတယ် Beta Estimate ရေးရတယ်ပေါ့နော်ပုံမှန်ဆိုတော့ Beta Estimate ကအရင်ရေးရမှာပဲပေါ့နော် Beta Estimate ရေးမဲ့ပုံစံလေးကိုဒီနေ့ပြောပြမယ်ပေါ့နော် Beta Estimate ရေးမဲ့ဆိုလို့ရှိရင်တဲ့သူခေါင်းစဉ်အဒီမှာဒါပဲပေါ့နော်ဒီကောင်လေးပါသူကဘာပါမလဲဆိုတော့じゃဒီမှာဒီကောင်မှားတယ်သူကဘာတွေပါမလဲဆိုလို့ရှိရင်သူ့မှာကြလို့ရှိရင်ရှေ့ကဒီနေ့မချမှတ်တဲ့ပုံစံဒီမှာ serial number က particular ရဲ့ဒီနှစ်ခုကတော့တူတယ်ပြီးရင်ကြတော့ဒီနောက်က quantity ရဲ့အရေးအတွက်ကနောက်ပြီးလို့ရှိရင် unit ကပြီးတော့တစ်ခုချင်းရဲ့ဈေးနှုန်းပေါ့နော်ဟိုမှာတစ်ချင်းဆိုတော့တစ်ချင်းဈေးနှုန်း1 square feet ဆိုတော့1 square feet ဈေးနှုန်းပေါ့ပြီးလို့ရှိရင်ပါဆိုတာကတော့ထားပါတော့ unit သို့မဟုတ်တော့ဒီအရေးအတွက်ကိုပြောတာပါ unit နဲ့တူတူပဲပေါ့နော်ပြီးရင်amount ပေါ့နော် amount ဆိုအောင်မထားပါတော့အခုဒီမှာဝါက 1.44 ဆိုလို့ရှိရင်တရားကို6000ကျမယ်ဆိုလို့ရှိရင်ဒီတရားကို6000ဆိုတော့ rate ပေါ့နော်သူရဲ့ rate ပြီးလို့ရှိရင်သူနဲ့မြှောက်လိုက်ရမှာပေါ့နော်မြှောက်လိုက်တဲ့အခါကျလို့ရှိရင်သူ့ရဲ့ amount တစ်ခုရလာမယ်ပေါ့နော်အဲ့မှာဒါကတော့ cyclic ပါပေါ့နော်တခြား process တွေပေါ့တခြားသူ့ရဲ့ concession sequence အလိုက်ပဲဒီဟာတွဲရတဲ့ကိစ္စကို concession sequence ကသူကအစာအုပ်ပေါ်တော့မူတည်တာပေါ့အစာအုပ်ကကိုစောက်မဲ့အစာအုပ်က RC ဆိုရင်တစ်မျိုးစတိဆိုရင်တစ်မျိုးအဲ့လိုမျိုးကွဲပြားသွားရှိတယ် land ဆိုလို့ရှိရင်တစ်မျိုးတရားဆိုရင်တစ်မျိုးပေါ့နော်သူ့ရဲ့ concession sequence ပုံမူတည်ပြီးတော့ estimate ကတွဲရတာ concession sequence ကတစ်ခုနဲ့တစ်ခုကမတူဘူးပေါ့နော်အစာအုပ်ဆိုရင်တော့လည်းတူမှာပေါ့အစာအုပ်ချင်းတူရင်တော့မှပဲဆွချာကွာတယ်ဆိုလို့ရှိရင်ဆွချာကွာတယ်လို့မျိုးတွဲရတယ်ပြီးတော့အာခီကွာတယ်လို့မျိုးတွဲရတယ်ပေါ့နော်အဲ့တော့အာခီကွာကွာလို့ကျွန်တော်တို့တွဲရတယ်ပေါ့နော်တွဲတဲ့အခါကျလို့ရှိရင်သူ့ရဲ့ concession process အတိုင်းကိုကျွန်တော်တို့ကသွားမှာပေါ့နော်process အတိုင်းသွားမှာပေါ့ process အတိုင်းသွားမယ်ဆိုလို့ရှိရင်သူ့ရဲ့ item တွေတစ်ခုချင်းစီထွက်လာနိုင်မယ်ပထမ cycle ရလေးလုပ်မယ်ပေါ့ပြီးရင်မြေတူးမယ်ပေါ့ဒါမှဆိုဒီကောင်တော့ pan house အတွက်ကျွန်တော်ဒါဥပမာပေးတာပေါ့နော်တခြားကိုတက်မဲ့အစာအုပ်ကတစ်မျိုးဖြစ်ရင်ဖြစ်မှာပေါ့လမ်းသို့မဟုတ်အစာအုပ်သို့မဟုတ်တစ်ခုပေါ့နော်စောက်ဆိုလို့ရှိရင်လည်း structure က RC လားစတီးလားဒီပေါ်မူတည်ပြီးတော့ကွဲပြားသွားနိုင်တယ်ပေါ့နော်အဲ့တော့သူ့ရဲ့item တွေကွဲပြားသွားနိုင်တဲ့အတွက်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကconcession sequence ကိုတော့နားလည်အောင်တော့လေ့လာထားဖို့လိုတာပေါ့ထားပါတော့ RC ဆိုလို့ရှိရင်တော့ပုံမှန်အတိုင်းဆိုလို့ရှိရင် social story မှာပါတဲ့အတိုင်း footy ချဖို့အတွက်မြေတူးရမယ် cycle ရိုင်းလုပ်ရမယ်မြေတူးရမယ် survey တိုင်းရမယ်အဲ့ကိစ္စတွေပါမယ်ပြီးလို့ရှိရင်footy အတွက်တန်ချောင်းတွက်တာတွေပါမယ်ပြီးရင်136 link ကိုလည်းလောင်းမယ်ပြီးရင်တန်ဆင်မယ်တန်ဆင်ပြီးလို့ရှိရင်124လောင်းမယ်124လောင်းပြီးလို့ရှိရင် short column လောင်းမယ်ပေါ့နော်သူ့ရဲ့အဆင့်လိုက်သွားလို့ရတယ်ပေါ့နော်တချို့ကြတော့လည်းအဲ့လိုမတွက်ဘူးနည်းနည်းပိုမြန်အောင်ဆိုပြီးတော့ဘယ်လိုတွက်လဲဆိုရှင်steel ဆိုလို့ရှိရင် steel နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကုန်လုံးသက်ခွဲပလိုက်တာဖောင်ဖူတီအတွက် steel ထုတ်ရမယ်ဥစ္စာတွေပါမယ်ပြီးရင် short column အတွက်ပါမယ် ground man အတွက်ပါမယ် ground man ပြီးရင် column အတွက်ပါမယ်column ပြီးလို့ရှိရင် pablo bin ပါမယ် pablo bin ပြီးလို့ရှိရင် ruben ပါမယ်အမျိုးပေါ့နော်အထက်အလိုက် topical အထက်တွေပါသေးရင်အဲ့ပုံစံအတိုင်းသူကတန်ဆိုရင်တန်124ကုန်ရဲဆို124ကုန်ရဲ136ကုန်ရဲဆို136ကုန်ရဲတန်ကြောင်းတွေကုန်ရဲတွေအကုန်လုံးသူကသူ့ရဲ့story ပေါ်မူတည်ပြီးတော့တခါတည်းတွဲပြီးတော့တွက်သွားတာမျိုးရှိတယ်ဥပမာအုပ်စီရဆိုလို့ရှိရင်လည်းပထမတက်က အုပ်စီတာနဲ့ဒုတိယတက်အုပ်စီတာနဲ့အခန်းပွဲတွေတူမယ်ဆိုလို့ရှိရင်လည်းတခါတည်းပေါင်းပြီးတော့ topical အရာမြှောက်ပေးသွားတဲ့ပုံစံမျိုးတွေလည်းတွက်တယ်ပေါ့နော်ဒါကတော့ကိုတွက်မဲ့ concession ရဲ့ sequence ကိုကအရင်သိအောင်အရင်လုပ်မှရ concession sequence မသိဘူးဆိုလို့ရှိရင်တော့တွက်ရတာဟာငါဘာပြီးရင်ဘာတွက်ရမှာလဲဆိုပြီးတော့ခက်ခဲနေဦးမှာပေါ့နော်ဒီမှာကျွန်တော်တခုတည်းပြောလိုက်ရင်တခုတည်းသိမှာမလို့အခုက
အကုန်လုံးသိအောင်ကျွန်တော်ပြောပြရပါတော့ဟို position sequence မှာမသိဘူးဆိုလို့ရှိရင်အရှင်ဘက်ကတွေ့ရတာဘယ်ရစတွေ့မှမသိဖြစ်နေမှာပေါ့စတီးဆိုကြဆိုလို့ရှိရင်ပုံမှန်အပြင်ကျွန်တော်လုပ်တာဟိုဖူတီတွေ့တယ်ပေါ့နော်ဖူတီဆိုလို့ရှိရင်မြေတူးရမယ်စိုက်တဲလုပ်မယ်မြေတူးမယ်မြေတူးပြီးလို့ရှိရင်ဘာလုပ်ရမလဲfoundation အတွက်136လောင်းမယ်136လောင်းလို့ရှိရင်ဖူတီချမယ်ဖူတီချတဲ့အခါကျတော့တန်တွေ့ရမယ်ကိုရစ်တွေ့ရမယ်ပြီးရင် short column ထိုင်မယ် short column တက်ပြီးလို့ရှိရင် ground win ပတ်မယ် ground win ပတ်မယ်ဆိုလို့ရှိရင် ground win အတွက်ကိုရစ်ပါမယ်တန်ပါမယ်ပြီးရင်အကားဖို့တွေပါထိုင်တယ်ဆိုလို့ရှိရင်အကားဖို့ plan size တွေကဘယ်လောက်ပြီးတော့အကားဖို့တွေကဘယ်လောက်အဲ့လိုမျိုးပေါ့ဟိုဘယ်နှချောင်းပါတယ်အကားဖို့ကဘယ်လောက် size အဲ့ဒါမျိုးကိုတိမှကိုယ်စီကောင်တိမှဆောက်လို့ရမှာပြီးရင်အပေါ်ကအမ I pin သုံးတာလား H pin သုံးတာလားအထူးကဘယ်လောက်တွေလဲ height ကဘယ်လောက်တွေလဲ size ကဘယ်လောက်တွေလဲအမ84လား63လားပြီးရင် column ပြီးလို့ရှိရင် dime များတွေပါမယ်ရက်မတွေပါမယ်အဲ့ဒါတွေမှာဘယ် size တွေသုံးထားလဲတစ်ခုချင်းစီ position sequence ကိုအရင်လိုက်ပြီးတော့လေ့လာမှာရအောင်เนาะတစ်ခုတည်းကိုကအသေးမှတ်ထားလို့မရဘူးเนาะအဆောက်အဦပုံမူတည်ပြီးတော့ပွဲသွားမှာပဲဥပမာဗျာground တက်လုပ်တယ် ground တက်လုပ်တယ်ပြီးလို့ရှိရင် subject တက်လုပ်တယ်ဗျာ ground တက်တဲ့ subject နဲ့ပုံစံချင်းအများကြီးမကွာဘူးဆိုပေမဲ့သူ့ရဲ့ဟွာလေးတွေတော့ဟိုလောက်ထားတဲ့ pressure တိုင်းလေးတွေတော့ကွာတယ်ဂျားထဲမှာအုံယူပုံပြီးပါလာတာလို့အုံယူကထူလာလားပါလာလားဘယ်လောက်စီထားလဲ drawing ကိုကြည့်ရတာပေါ့နော်ဒီကတော့ drawing ရှိမှသူကအရှင်ဘက်ကတွက်လို့ရမှာဘူးဒီမှာကျွန်တော်တို့ဒီ engineer ဘိုင်းမှာဆိုလို့ရှိရင်ဖြစ်နေတဲ့ပြဿနာဘာဖြစ်လဲဆိုရင် agent တွေကဘာလိုအပ်လဲငါတို့ဘာလုပ်ချင်လဲလို့ပဲပြောတာဒီမှာလောက်ရမယ် engineer လောက်ရမယ်အဆင့်တွေ sequence တွေကိုသိပြီးနားမလည်ကြဘူးပေါ့နော်တခုခုပြကျွန်တော်တို့ design ဆွဲတယ်ပုံအပ်တယ်ပေါ့နော်ပုံအပ်တယ်ဆိုလို့ရှိရင် archi ရင်ဆွဲရတယ် architecture စီးပြီးသားဆိုလို့ရှိရင်လည်း structure ဆွဲရမှာပေါ့နော်ပုံဆွဲတဲ့အဆင့်ပြီးပြီဆိုလို့ရှိရင် archi ပြီးပြီ structure ပြီးပြီဆိုလို့ရှိရင်အရှိမဲတွေ့ရမယ်ကုန်ကျစရိတ်တွေ့ရမယ်ကိုစောင့်မဲ့မြေနံနဲ့ကိုင်းညီမှုရှိတဲ့အဆောက်အဦ drawing ရပြီဆိုလို့ရှိရင်အရှိမဲတွေ့ရမယ်အဲ့ကြမှာကုန်ကျစရိတ်ဘယ်လောက်လဲဆိုထွက်လာမှာအဆောက်ဒီမှာကျတော့ client တွေပြောဟာငါစောက်ချင်တာနှစ်ထပ်ကွာဘယ်လောက်ကုန်မလဲဆိုအဲ့လိုမျိုးကြီးမေးတဲ့ခါကျလို့ရှိရင်ကုန်စည်တော့တက်ကြရတယ်ပြီးလည်းမြေစည်းကမငိမ့်ခုဆိုလို့ရှိရင်တန်စည်းကမငိမ့်အဲ့လိုမျိုးဆိုလို့ရှိရင်တန်းကနေပြောလို့မရဘူးပေါ့နော်ကျွန်တော်တွက်ကြည့်လို့မဆိုပြောပြီးတော့အဲ့ဒါပြန်တွက်ပြီးတင်းတင်းတော့တွက်မြန်ဆန်ဆန်တွက်မြန်ဆန်ဆန်ပုံဆွဲအဲ့လိုမျိုးလုပ်ရတာပေါ့နော်PAE နဲ့တွက်တယ်ဆိုတဲ့ကိစ္စမျိုးရတကယ်တော့နီးယားလေးဖြစ်ပေမဲ့ပို့ပြီးတော့တွက်ရတာပေါ့နော်ပို့ပြီးတွက်တဲ့အတွက်တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်သူက PAE ကမမှန်နိုင်ဘူးလို့ကျွန်တော်ထင်တာပဲ။ဘာကြောင့်ဆိုတော့တော်တော်များများ PAE သုံးပြီးတော့လုပ်နေကြတာပေါ့နော်။တချို့အစာအုပ်တွေဆိုလို့ရှိရင်ဒီဈေးဒီခေတ်တန်ချောင်းဈေးနဲ့ပြီးတဲ့မြေဈေးနဲ့ဘယ်လောက်ဆိုလို့ရှိရင်တော့ကြိုက်ပါတယ်ကွာဆိုမှန်းချက်တဲ့နန်းတို့နဲ့မကိုက်အဲ့လိုမျိုးဖြစ်တာတွေကုမ္ပဏီရှုံးပေါ်လည်းရှိတယ်။အရှင်တွေပူပြီးကုန်သွားတယ်လည်းရှိတယ်။ဒါတော့ PAE ရဲ့ဈေးနှုန်းကမငြိမ်ဘူးလို့ပြောလို့ရတယ်။တကယ်တမ်းကျတော့အစီဘိတ်ကိုဒီဒေးတွက်လိုက်တာမကြဘူးပေါ့နော်။တစ်ရက်နှစ်ရက်လောက်ချိန်ပြီးရဆိုလို့ရှိရင်နီးယားလေးတော့ထွက်လာနိုင်တာပေါ့ဒီနေ့ပေါက်ဈေးနဲ့တွေ့တယ်ဆိုရင်မနေ့ပြန်တက်ရင်ဒီလည်းမျိုးဆိုလို့ရှိရင်1000 2000 3000ပေါ့ဗျာပို့ပြီးတော့ကြိုပြီးတော့ထိထားလို့ရှိရင်နီးယားလေးမှန်နိုင်တယ်ပေါ့ PAE ဈေးနှုန်းနဲ့တွေ့မယ်ဆိုလို့ရှိရင်ကျတော့ကျွန်တော်တော့မမှန်နိုင်ဘူးလို့ပဲယူဆတယ်ကျောင်းမှာလည်းကျွန်တော်တင်ရမှာ play area estimate ဆိုပြီးတော့ဒီပေပတ်လည်းဘလောက်ဆိုပြီးတော့ PAE ဈေးတွက်တာဒါပေမဲ့အဲ့ဒါတော့သိပြီးတော့အားမပေးဘူးဒါပေမဲ့အပြင်မှာတော့စောင့်နေကြသူတွေကတော့သူတို့စောင့်နေကြစံလုံးတစ်ခုနဲ့မင်းနဲ့မင်းအဲ့လောက်တက်သွားလို့ရှင်ငါတို့ဘယ်လောက်တောင်းမှရမှာဆိုတော့တဘာရှိတဲ့သူကရတယ်လို့ပြောတယ်ဒါပေမဲ့အဲ့လူတွေလည်းခံရတာပဲတချို့အင်ရှင်တွေလည်းပိုတောင်းပြီးတော့လည်း right တွေကပိုတောင်းသွားလို့လည်းခံရတာမျိုးရှိရပဲအဲ့တော့နောက်ပိုင်းပေါ့အခုကျွန်တော်တို့ဒီမှာဆွဲရမယ့်ပုံစံက beta estimate ပေါ့နော်ဘာမလဲဆိုလို့ရှိရင် quantity ပါမယ် unit ပါမယ် rate ပါမယ် bar amount total ဘယ်နှကွက်ဆို1 2 3 4 5 6 8ကွက်ပါနော်ဆိုတော့ဟုတ်ပြီဆွဲကြည့်အောင်ဆိုတော့မနေ့ကကျွန်တော်ဆွဲထားတဲ့ဒီနေ့ measurement foundation ပေါ့နော်ဒါကတော့ A4 size နဲ့ဆွဲထားတာဟုတ်ပြီဒါ C1 ပါC1 ဆိုတော့အခုဒီ C1 ကိုဒီနေ့ measurement ကျွန်တော်ဆွဲထားပြီးတော့ C1 ကိုနာမည်ပေးမယ်ပေါ့နော်
C1 လို့မပေးချင်ဘူးဒီတစ် measurement လို့ပေးမယ်ဆိုလို့ရှိရင် C1 ပေါ်ကို mouse တင်ပြီး right click ထောက်ပြီးရင် rename ပေးမယ် rename ကဘာပေးမလဲဆိုလို့ရှိရင် detail measurement